ရွှေဥမေဆရာတော်ကြီးဟောတဲ့နိဗ္ဗာန်မရမချင်းတတိကတ်တရားတော်ကိလေသာဆိုတာအာယုန်နဲ့တွေ့ရင်ထကြွတော်တာပဲမထကြွအောင်တတိဆိုတဲ့ရှုမှတ်မှုကမပြတ်တရဆက်ရှိနေနိုင်မှတော်ကားကြမှာအချို့များတတိကောင်းလိုက်ကြတာမိုးရွာရင်ရွာပြန်ပြီးနေပူရင်ပူပြန်ပြီးနဲ့ရံဖြစ်နေလိုက်ကြတာအဲ့ဒီတတိဟာကောင်းတဲ့တတိမဟုတ်ဘူးအပေကြမိတတိအဲ့ဒါဟာတဘာဝတရားတွေပဲကိုယ်စိတ်မှာဘာဖြစ်နေတယ်ဆိုတာသိနေရမယ်တတိလွတ်တာနဲ့အလိုမကျတဲ့ဒေါသဖြစ်ရောတချို့သူတွေကတရားအားထုတ်ဖို့ပြောရင်နေရွှေညရွှေနဲ့စင်ကြေတွေပေးကြတယ်။ကိုယ်ကြိုက်တဲ့သူဟာမအားတဲ့ကြားကကွန်တရားစားသလိုစစ်လိတ်ကြိုက်တဲ့သူကလည်းမအားတဲ့ကြားကစစ်လိတ်တဖွာပြေးဖွာကြတယ်။ချမ်းသာခြင်းရင်တရားကိုလည်းမအားတဲ့ကြားကအချိန်လူပြီးအားထုတ်ရတယ်။ဒီနေ့နိုင်ငံခြားသားတကားတူရွှေဥမေတရားစခန်းမှာတရားဝင်ရင်ပြောင်းထိုင်ရက်သွားဣရိယာပုတ်၄မျိုးအနံသွားဆိုတဲ့ဣရိယာပုတ်နဲ့အားထုတ်နေစဉ်ယောဂီဟာအလွန်ဖြည်းဖြည်းချင်းရှောင်ရင်းထိတိတတိကိုမှတ်နေပါတယ်ဒီအခါဆရာတော်ကြီးမှတကားကြီးရဲ့တိုင်းပြီးပြန်ရောက်သွားလို့ကားလန့်ကူရတဲ့အခါဘယ်လိုလုပ်မလဲဘဝဒီမှာလို့ပုံမှန်သွားပြီးတတိပဋ္ဌာန်တရားကိုဂယုစိုက်ပါလို့မိန့်ကြားခဲ့ပါတယ်တနေ့သောအခါဆရာတော်ဘုရားကြီးကတကားကြီးတူအောင်တကားတရားဘလို့မှတ်တလဲဟုမေး၍တရားစပါသည်ထိုတကားကြီးမှာစိတ်တစ်ခုရှိမှအလုတ်လုံနေရင်နောက်ထပ်စိတ်တစ်ခုကအဲ့ဒီအလုတ်လုံနေတဲ့စိတ်ကိုစောင့်ကြည့်နေပါတယ်ဖျားဟုရှောက်လိုက်ပါသည်ထိုအခါဆရာတော်ဖျားကြီးကနှစ်စိတ်ရှိမှတရားတစ်စိတ်သေးရှိရင်ငါပါတယ်ဟုမိန့်ကြားပါသည်ထို့နောက်ဆက်လက်၍တကားအာယုံကတရားမဟုတ်ဘူးသိစိတ်ကသာတရားဖြစ်တယ်ဟုမိန့်လေ၏ဒီကနေ့အမောဖောင်နေရင်တော့အမောဖောင်နေတဲ့စိတ်ကတက်တက်ရှုနေတဲ့စိတ်ကတက်တက်ဟုထပ်၍မိန့်ပါသည်ဆရာတော်ဘုရားကြီးသည်တတိကပ်ဖို့ရန်အမြဲတမ်းဆုံးမခြင်းနှင့်ပတ်သက်၍မလေးရှားလူမျိုးယောဂီမှာဘလောက်ထိတတိကပ်ရမလဲဖျားဟုရှောက်သောအခါဆရာတော်ဘုရားကြီးမှာမသိမချင်းကပ်ပါနေအောင်ပြောတာမှားသွားတယ်နိဗ္ဗာန်မရမချင်းတတိကပ်ရမယ်ဟုမိန့်ပါသည်ကျေးဇူးတော်ရှင်ရွှေဥမေတော်ရဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတင်္ဂအဖွဲ့သားများမှဓမ္မဒါနအနည်းဖြင့်ပြန်လည်ပြီးတော့မျှဝေလိုက်ပါရရှင်